သူများတွေရဲ့ဘဝကကိုယ့်ရဲ့ဘဝမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျမတို့ဒီနေ့ဆွေးနွေးကြမယ်လူတွေအများစုပြောကြတယ်လူအတိုင်းဝိုင်းကြားထဲမှာပေါ့နော်ကိုကြုံခဲ့တဲ့အတွေ့အကြုံတွေကိုပဲနောက်လူကိုပြောပြပြီးတော့ငါတော့ငါဒါမျိုးတွေကြုံခဲ့တယ်နင်တို့အလှည့်ကြရင်လည်းကြုံကောင်းကြုံလိမ့်မယ်အဲ့တော့ဒါတွေကိုငါ့ကိုနမူနာယူပြီးတော့မှစောင့်တင်တာစောင့်ရှောင်တင်တာရှောင်ဆိုတာမျိုးတွေကိုကျမတို့ပြောကြတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျမတို့အထောက်ပံ့တိစာအုပ်တွေအများကြီးပဲရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီစာအုပ်တွေကိုဖတ်ပြီးတော့လည်းကျမတို့သင်ယူခဲ့ရတယ်လေ့လာခဲ့ရတယ်ဒီလိုအခက်အခဲမျိုးလေးတွေသူဒီလိုကြော်ဖြတ်ခဲ့ပါသလားအော်ဒီလိုမျိုးသူ့မှာမဟုတ်တာလေးတွေမကောင်းတာလေးတွေကြုံခဲ့ရပါသလားငါအလှည့်ကြရောငါဘယ်လိုလုပ်မလဲဆိုတော့ကျမတို့ရဲ့စိတ်ပြင်ဆင်မှုလေးတွေကိုကျမတို့ရခဲ့ကြတယ်ပေါ့နော်ဒီလိုမျိုးသူများရဲ့အတွေ့အကြုံလေးတွေကိုကျမတို့ကြားရတဲ့ဟာမှာဆောင်တင်တာကိုဆောင်ရှောင်တင်တာကိုရှောင်လို့ရတဲ့အတွက်အများကြီးကျမတို့ကျေးဇူးတင်စရာကောင်းတယ်လေးစားအားကြဖို့ကောင်းတယ်ဒါကိုကျမလက်ခံတယ်ဒါပေမဲ့နောက်ထပ်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ခုနကျမဆက်စကျမပြောခဲ့သလိုပဲသူ့ဘဝကကိုယ့်ဘဝမဟုတ်ဘူးဆိုတာလေးကိုလည်းကျမတို့တွေခေါင်းထဲမှာမှတ်ထားဖို့လိုတယ်ဘာလို့ကျမအဲ့လိုပြောရတယ်လဲဆိုလို့ရှိရင်ထားလိုက်ပါတော့လူတစ်ယောက်ကငါနိုင်ငံခြားကိုသွားလိုက်တဲ့လူတစ်ယောက်ပဲထားလိုက်ပါတော့เนาะသူကဘဝမှာဟိုမှာအသက်စပြီးတော့ရုန်းကန်ရတယ်ဆိုပြီးတော့သူတို့ပြောကြမယ်နောက်လူလာတဲ့အခါကျရင်လည်းနင်ငါလိုပဲရုန်းကန်ရလိမ့်မယ်လို့ပြောရင်ကျမတို့ခေါင်းထဲမှာအေးဟုတ်တယ်သူ့လိုပဲငါတို့လည်းရုန်းကန်ရလိမ့်မယ်လို့ထင်လိုက်လားကျမကတော့အဲ့လိုမထင်လိုက်ဘူးเนาะသူရုန်းကန်ရတာကသူ့ကိစ္စကျမရုန်းကန်ရမလားမရုန်းကန်ရလားကအဲ့ဒီကိုမရောက်သေးဘူးပဲနဲ့မသိနိုင်ဘူးသူရုန်းကန်ရတယ်လို့ကျမရုန်းကန်ခြင်းမလဲရုန်းကန်ရလိမ့်မယ်ကျမအဲ့လိုပဲယုံကြည်နားလေလက်ခံထားတယ်တချို့လူတွေပြောကြတယ်ထားလိုက်ပါတော့ကျမ USA ရောက်နေတဲ့အတွက်ကြောင့်မလို့ USA နဲ့ပတ်သက်တာပြောမယ်ပေါ့နော် you start again ဆိုပြီးတော့ USA ကိုပြောကြတယ်အဲ့ဒါကသူတို့ you start again လုပ်မယ်လို့ခေါင်းထဲမှာထည့်ထားလို့လုပ်ကြရတာလေကျမအဲ့လိုမခံယူထားဘူးခံရလိမ့်မယ်ဆိုတာမျိုးလေးကျမတစ်ခေါက်တော့ပြောဘူးတယ်အဲ့တော့ကျမရဲ့ boyfriend ပြီးပေးတယ်ပေါ့နော်ဘာဖြစ်လို့အဲ့လိုရုန်းကန်ရမယ်ဆိုတဲ့စကားကိုသုံးရတာလေအဲ့စကားမသုံးပါနဲ့ဆိုတော့ကျမချက်ချင်းပဲခေါင်းထဲမှာကိုပြန်မြင်သွားတယ်ပေါ့နော်အေးဟုတ်သားပဲကျမရဲ့ရည်စားကိုလည်းကျမအများကြီးကျေးဇူးတင်သွားတယ်ပေါ့နော်ငါရုန်းကန်တယ်ဆိုတဲ့စကားကြီးကိုသုံးလိုက်မိပါလားပေါ့နော်အဲ့နောက်ပိုင်းမှာကျမပို့ပြီးတော့ရှောင်လာတယ်ကျမပြောချင်တာနော်ကျမရဲ့ mindset ကပွင့်လင်းနဲ့ positive thinking ဘက်ကိုတွေးပြီးတော့ဒီလိုမျိုးnegative ဟာတွေကိုခေါင်းထဲမထည့်ဘူးဆိုတာတော့မှဒီအပြောတွေကကျမခေါင်းထဲကိုဆွဲတာနော်ဘာမဟုတ်ဘဲနဲ့ရုန်းကန်ရတယ်ဆိုတဲ့စကားကိုကျမသုံးလိုက်မိသေးတာအဲ့တော့သူများကိုပြောတဲ့စကားတွေကကိုယ့်ခေါင်းထဲမှာအများကြီးဝင်သွားပါတယ်အဲ့လိုဝင်သွားတာနဲ့အမျှသူတို့ပြောလိုက်တဲ့ဟာလေးကိုအပေါ်ရန်ကြောလေးပဲနားထောင်ပြီးတော့ပြုံးလေးနဲ့ပဲဟုတ်တယ်ဟုတ်လားအဲ့လောက်လေးနဲ့ပဲပြီးဖို့လိုတယ်လုံးဝဆွဲမြဲလိုက်ပြီးတော့ဟုတ်တယ်ငါတို့လည်းစူးစမ်းရမှာငါတို့က you start again ဆိုတဲ့အတိုင်းငါတို့ကဘဝကြီးကိုပြန်စရမှာလို့ကိုယုံကြည်လိုက်တယ်ဆိုရင်တကယ်ပဲကိုဘဝကြီးအဲ့လိုကြီးပဲတတ်မှတ်ပြီးသားကြီးဖြစ်သွားတာပေါ့နော်အဲ့ဒီတော့သူများပြောနေတဲ့စကားတွေအပေါ်မှာလမ်းဆုံးစရာမလိုဘူးသူများတွေကအောက်ခြေသိအလုပ်ကလေးတွေပဲလုပ်ရလိမ့်မယ်အချိန်တန်တော့လေဒီအလုပ်ကိုပဲလာလုပ်ရတာပဲဆိုတာမျိုးခေါင်းထဲမှာထည့်ထားတယ်ဆိုရင်ဒါသူတို့ခေါင်းထဲမှာထည့်ထားတာမို့လို့အဲ့ဒါမျိုးသူတို့လုပ်ရတာကျမတို့ခေါင်းထဲမှာအဲ့လိုထည့်ထားစေရမရှိဘူးမလိုဘူးဆိုရင်ကျမတို့ဘယ်လိုဘက်ကပြန်စဉ်းစားလို့ရလဲသူတို့ပြောသလိုပဲတကယ်ပဲငါတို့ကအဲ့လုပ်တွေကိုလုပ်ရမှာလားဒါမှမဟုတ်လို့ရှိရင်ငါတို့မှာတခြားကောင်းတဲ့ငါတို့ရဲ့ career ကိုပြန်သွားနိုင်တဲ့အခြေအနေကမရှိတာလားအဲ့လိုရောက်အောင်လို့ငါတို့ဘလို့သွားလို့ရလဲဘာလုပ်ရင်ရလဲဆိုတော့ဟာလေးတော့ကျမတို့ကမကြိုးစားကြည့်ကြတော့ဘူးလားเนาะအဲ့ဒါလေးကိုကျမပြောချင်တာပါသူများတွေပြောသွားတဲ့စကားတွေအပေါ်မှာကျမတို့ကခေါင်းထဲကိုငါတို့လည်းဒါပဲဆိုတာမျိုးကြီးတွေးလိုက်မိကြတယ်ကျမကိုယ်တိုင်လည်းအဲ့လိုမျိုးအရင်တော့တွေးခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးသူများအပြောတွေအပေါ်မှာပဲငါတို့ဘဝလည်းအဲ့လိုပဲဆိုတာမျိုးကြီးနဲ့ကျမလမ်းမဆုံးစေချင်ဘူးကိုယ့်ပိုင်အမြင်ကိုယ်တုံးတက်ပြီးတော့မှငါဘလို့ဘဝလေးကိုလိုချင်တာလဲဆိုတာကိုကို့မှာတိတိကျကျရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းကိုမရောက်အောင်သွားဖို့အဲ့ဒီအတွက်ကိုအချိန်ပေးဖို့အဲ့ဒီအတွက်ကိုဇွဲနှပဲနဲ့စူးစမ်းပြီးတော့မှတချို့အချိန်တွေမှာကျမတို့စိတ်ညစ်ကောင်းစိတ်ညစ်ရလိမ့်မယ်စိတ်ဖိစီးမှုကောင်းစိတ်ဖိစီးမှုတွေကြုံရတာမျိုးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တနေ့မှာကျမတို့မလျှော့ဘဲနဲ့စူးစမ်းမှုကြောင့်ရလာနိုင်တဲ့ရလက်တွေရှိလာနိုင်တယ်เนาะကျမဆိုလို့ရှိရင်လေအခု career နဲ့ပတ်သက်ပြီးတော့မှကျမအလုပ်လေးoffer ရထားပြီးအဲ့ဒီအလုပ်ကိုကျမလုပ်တော့မယ်ကျမအဲ့ဒီအလုပ်ကိုမရခင်တော့ကကျမတို့မြန်မာ community ကလူတွေကဘာပြောကြလဲဆိုတော့ဒီမှာနော်ဝင်တိုးဖို့အရန်ခက်တယ်နော်ဒီကဘွဲရတာမဟုတ်လို့ရှိရင်မလွယ်ဘူးနော်အမလီဒီကလူတွေတောင်မှအလုပ်တွေရှာရတာခက်နေတာကိုရီမြန်မာတွေကလူတွေကအဲ့လောက်လဲပညာတွေမတက်ခဲ့ဘူးဆိုတဲ့ဟာမျိုးတွေကျမတို့ပြောချင်တယ်ပေါ့နော်ကျမကအဲ့ဒါကိုကျမလက်မခံဘူး Bachelor degree ပြီးသားလူဟာတ
bachelor degree ပြီးထားဘူးတဲ့ပတ်ဝန်းကျင်ကိုတော့ဝင်ဆန့်နိုင်တယ်ဆိုတာကိုကျွန်မလက်ခံထားတယ်ဘယ်လောက်ပဲကျမတို့မြန်မာနိုင်ငံကဘွဲရမကောင်းသည်ဖြစ်စေအ ਨੇ ဆုံးတော့ကျမတို့ကဘွဲရပညာတတ်တော်ဖြစ်သေးတယ်အဲ့ဒါလေးကိုကျွန်မခေါင်းထဲမှာထည့်ထားတယ်သူတို့ပြောသလိုမျိုးအေးဟုတ်တယ်ငါတို့ကမြန်မာပြည်ကဘွဲကြီးနေပဲဒီကဘွဲရတဲ့လူတွေကတော့မှအလုပ်တွေမရနေတာအေးနော်အားကြစရာကြီးနော်ငါတို့ဘွားလေးကတော့မြန်မာပြည်ကဘွဲလေးနေပဲဆိုတာမျိုးကျွန်မအားငယ်ပြီးတော့နော်ဟိုရအလုပ်ကလေးတွေပဲကျွန်မဝင်လို့လိုက်ရင်ကျမဒါသူများအပြောမှလမ်းဆုံးသွားပြီသူများကိုဘောင်းချဘောင်းခတ်ပေးထားတဲ့အထဲလေးထဲမှာကျမနေတဲ့လူဖြစ်သွားပြီကျမကအဲ့လိုပြောလို့ရှိရင်လည်းပြုံးလေးပဲကျမနားထောင်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမလုံးပြနိုင်တဲ့အခြေအနေမှမဟုတ်သေးတာ哦ဒါပေမဲ့ကျမအခုဆိုလို့ရှိရင်ကျမရဲ့ career နဲ့ပတ်သက်တဲ့ကျမအခုလုံးရပြီဖြစ်တဲ့အတွက်ဒါကျမဟိုလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီဆိုလို့ရှိရင်သူတို့ခုနပြောခဲ့သလိုမျိုးမြန်မာပြည်ကဘွဲရပါမယ်ဒီမှာဝင်တိုးလို့မရဘူးဆိုတာလေးကိုကျမတက်တည်ပြလိုက်နိုင်တယ်ဒါမျိုးကိုကျမဥပမာပေးချင်တာပေါ့နော်ပြီးရင်တချို့လူတွေပြောကြသေးတယ်အိမ်အောင်ပြုတ်လို့ရှိရင်တော့ဒုက္ခတွေရောက်လိမ့်မယ်နော်ခလေးတွေနဲ့ဒုက္ခရောက်လိမ့်မယ်နော်အဲ့ဒါကသူတို့ဘဝလေကျမတို့တကယ်လို့အိမ်အောင်ပြုတ်တယ်ခလေးရတယ်ဆိုလို့ရှိရင်ကျမတို့အိမ်အောင်ဘက်ကကျမတို့အရန်ချစ်နေတာအိမ်အောင်ကြလိုက်တော့မှကိုဘဝကကိုရဲ့မိဘတွေနဲ့နေစဉ်တော့ချုပ်ချယ်ခံခဲ့ရသမျှကိုအိမ်အောင်ဘက်ကကိုလားလေလက်ခံပေးပြီးတော့ချစ်နေတာကိုရထားတဲ့သားသမီးလေးတွေကပညာလေးတွေတော်ပြီးတော့ကိုနှိမ့်တိုင်းမဲ့ပီတိဖြစ်အောင်လုပ်ပေးနေတာနော်အဲ့တော့ခုနကတော့အိမ်အောင်လေးပြုတ်လို့ရှိရင်ဒုက္ခရောက်မယ်နော်ခလေးဘက်တွေရလို့ရှိရင်ဒုက္ခရောက်မယ်နော်ပြောထားတဲ့လူတွေရဲ့ဘဝအတိုင်းကျမတို့လိုက်သက်မှတ်စရာမလိုဘူးဒါမျိုးလေးကိုကျမဒီနေ့ပြောချင်တာပေါ့နော်သူများဘဝကိုဘဝမဟုတ်ဘူးဆိုတာလေးကိုခေါင်းထဲထည့်ထားပြီးတော့သူများတွေကိုပြောနေတဲ့စကားတွေဆိုလို့ရှိရင်နားထောင်စရာရှိရင်နားထောင်ပေးလိုက်ပါအကောင်းဆုံးသူ့ကိုဟုတ်လားအရန်ယူပဲเนาะဟိုအားကြစရာကောင်းတယ်เนาะအခုလိုမျိုးပြောပြထားတာလေးဆိုတော့ကိုလည်းဆောင်တင်တာဆောင်ရှောင်းတင်တာရှောင်းလို့ရတာပေါ့ဒါမျိုးလေးတွေပြောပေးလိုက်ပါဒါပေမဲ့လုံးဝ completely ကိုငါလည်းသူ့လိုကြီးဖြစ်လိမ့်မယ်ဆိုတာမျိုးကြီးတွေးထားစရာမလိုဘူးကျမဘယ်တော့မှအဲ့လိုမတွေးဘူးပြီးရင်တချို့ဆိုပြောကြသေးတယ်ငါအသက်30တုန်းကเนาะဒါမျိုးဖြစ်ခဲ့တာငါထားလိုက်ပါတော့ငါဒီအလုပ်ကိုရှောက်တုန်းကเนาะဒါမျိုးတွေကြုံခဲ့တာဒါမျိုးတွေကျမတို့ကပြောကြတယ်ဟုတ်ပြီသူတို့ကြုံခဲ့တဲ့အပေါ်မှာခုနကပြောသလိုယူတင်တာယူမယ်ဆောင်တင်တာဆောင်မယ်ဒါပေမဲ့ကျမတို့သူတို့လိုမျိုး100%လိုက်မဖြစ်ဘူးဆိုတာလေးကိုခေါင်းထဲထည့်ထားလို့ရှိရင် okay ပြီကျမဒီနေ့ပြောချင်တဲ့ message ကဒါပဲ bye bye